အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အချိန်ဆွဲတဲ့ကလေးတွေကိုအချိန်မဆွဲအောင်လုပ်ပေးတဲ့နည်းလေးတစ်ခုတွေ့ထားလို့လာပြတာပါသမီးလေးကပုံမှန်ဆိုရင်အချိန်ကအရန်ဆွဲတယ်ဘလောက်တောင်ဆွဲလိုက်လဲဆိုရင်တစ်နာရီနှစ်နာရီအလွန်ဆုံးလောက်ရမယ်စာကိုတစ်ပတ်ကြာအောင်ဆွဲလိုက်တယ်เนาะအဲ့လိုမျိုးအပတ်တိုင်းနဲ့မပြီးဘူးစာတွေဆိုရင်လေနောက်စာမမဟုတ်ဘူးသွားတိုင်းမျက်နှာတက်အဲ့ basic အလုပ်တွေကိုပါဆွဲတာမှလေးနေ့တစ်ဝက်ကိုဆွဲတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ခဏပြောဟေး remind လို့သွားတိုင်အောင်မျက်နှာတင်အောင်ရေချိုးပေးလားအဲ့လိုမျိုးနဲ့အမြဲတမ်းပြောရတယ်အခုတော့အဲ့လိုပြောစရာမလိုဘဲနဲ့နီးတစ်လေးတစ်ခုကိုတွေ့သွားတယ်သူနဲ့ကြိုက်တယ်ပေါ့နော်တော်တော်သက်သာပြီးတော့9မိနစ်10မိနစ်တော့မှအဲ့ဒီဟာတွေအကုန်လုံးပြီးကိုလည်းပြောစရာမလိုပဲချိန်တန်ရင်ညကြရင်ဒီလိုလေးလာပို့လိုက်တယ်ပြီးသွားအဲ့ဒါလေးကဘာလဲဆိုတော့ဒီမှာပါသူ့ကိုဒီလိုလေးလှုပ်ခိုင်းလိုက်တယ်မြတ်စွာဘုရားရှိခိုးရမယ်နေ့တိုင်း brush your teeth လုပ်ရမယ်ပတိစိတ်ရမယ် homework တွေပြီးပြီလားပြီးတော့ spelling လေးကြက်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ basic လေးချပေးလိုက်တော့ तू ကအဲ့ဒီဟာကိုသူရေးပြီးတော့ तू ကြက်ပြီးတယ် तू လှုပ်ပြီးတယ်ဆို tick ပေါ့နော် तू မပြီးတဲ့ဟာဆို no tick ဆိုပြီးတော့ तू signature လေးနဲ့လာထိုးတယ်အဲ့တော့အမေကလည်းမိဘတွေကလည်းအတိမတ်ပြုတ်လိုက်တယ်ဆိုပြီးတော့ဒါ good job ပေါ့နော်ဆိုဆိုင်ပြန်ထုတ်ပေးလိုက်တယ်ကိုအဲ့ဒီမှာမှထက်စမ်းကြည့်တာကနည်းနည်းအချိန်ကိုစောရောက်သလားကျူရှင်နောက်ကြတယ်လေဘယ်စာကိုလှုပ်ထားပြီးသွားပြီလားစာလုံးမောင်းနေမှန်သလားအဲ့မှာတကယ် homework တွေလည်းလုပ်သလားအဲ့လိုမျိုးပေါ့နော်လုပ်လိုက်လို့ရှိရင် तू က good job ပေါ့နော်အဲ့ဆို award လေးပေးလိုက်ရင် तू ကစိတ်တွေလည်းပျော်သွားပြီးတော့လေမိဘတွေကတော်တော်ကိုအချိန်သက်သာသွားတယ်လုံးဝမိသားစုပါလေဟိုလိုမျိုးတစ်ချိန်လုံးစိတ်ညစ်စရာတွေနဲ့လောက်ပါအောင်မလုပ်သေးလားစိတ်တူလာပြီနော်ဒေါသမထက်စင်းနဲ့အဲ့လိုတွေပြောစရာမလိုတော့ဘဲနဲ့ဒီလိုလေးတွေနဲ့သူကလာပေးသွားဒါကတနေ့ပေါ့နော်ဒါဒီနေ့ပေါ့နော်အဲ့တော့ဒါမနေ့ကဒီနေ့လုပ်တဲ့ဟာဆိုရင်ဒီနေ့လို့ဆိုတော့သူဒီနေ့ကွန်ပိုဖတ်မယ်ပေါ့finish homework ဖြစ်တယ်ပေါ့ spelling ကမလုပ်ရသေးပြန်ဘူးပေါ့အဲ့တော့ကိုလည်း monitor လုပ်လို့ရတယ်ဒီလား spelling မပြီးဘူးပေါ့နော်2ရက်ဆက်တဲ့ spelling မပြီးဘူးလားကွန်ပိုပြီးသလားနောက်မှလည်းတခြားကိစ္စတွေလည်းထည့်လို့ရပါတယ်အဲ့ဒါလေးကိုမိဘတွေလည်းတချို့ကလေးလေးတွေနားမထောင်ဘူးဆိုရင်တားရေးသမီးရေးမမေတို့ဒီလိုကတ်လေးတွေနဲ့လုံးကြရအောင်ဆိုပြီးတော့စမ်းကြည့်ပါလားယင်အဲ့ဒီဟာလေးကအကျိုးတော့များတယ်အဲ့တော့သူတို့လည်းဘာလုပ်ရမလဲဆိုတာသိသွားတယ်သူတို့တာဝန်လေးလည်းသူတို့ယူတတ်သွားတယ်နောက်ပြီးတော့ကိုလည်းတော်တော်ကိုအချိန်သက်သာပြီးတော့စိတ်ချမ်းသာပါတယ်လို့ဒါလေးလာဝေမျှပေးတာပါ